အားလုံးပဲမင်္ဂလာပါခင်ဗျာ Golden Idea ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မိတ်ဆွေတို့ကိုရွတ်ပြပေးမဲ့ဂါထာလေးကတော့လိုတရဂါထာလေးပဲဖြစ်ပါတယ်မိတ်ဆွေတို့ဘဝမှာအလုံးလုံးနေလျက်နဲ့ငွေကြီးအဆင်မပြေတာတွေစီးပွားရေးမတိုးတက်တာတွေကြုံနေရပါသလားမိတ်ဆွေတို့လိုပဲကျွန်တော်လည်းအလုပ်တွေလုပ်တယ်ဗျာအလုံးလုံးနေလျက်နဲ့ကိုငွေကြီးကအဆင်မပြေခဲ့တာကျွန်တော်လည်းစဉ်းစားဘူးတယ်ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုပြီးတော့ဒီနေ့ကျတော့ကျွန်တော်အတိတယောက်စီကနေဒီလိုတရဂါထာကိုရလာခဲ့တယ်ဒီကာရာလေးကိုရလာပြီးနောက်ပိုင်းမနက်နေ့ညကျွန်တော်အားတဲ့အချိန်တိုင်းရွတ်ပွားဖြစ်တယ်ရွတ်ပွားပြီးနောက်ပိုင်းကျွန်တော်သတိထားမိတာကတော့ငွေကြီးအခက်အခဲတွေတော်တော်အဆင်ပြေလာတယ်နောက်ပိုင်းကျွန်တော်သိလာရတာကတော့ဒီကာရာကိုလူတချို့မှမဟုတ်ဘူးလူတော်တော်များများရွတ်ပွားကြတယ်ငွေကြီးအဆင်မပြေတဲ့သူတွေဒီကာရာလေးကိုရွတ်ပွားစေချင်ပါတယ်ဒီရဲ့လိုတရဂါထာကတော့ယတိကြီးဥခန့်ဒီရဲ့ဒနာသိဋ္ဌိကာရာတော်ဖြစ်ပါတယ်ကျွန်တော်ဒီလိုတရဂါထာတော်ကိုမိတ်ဆွေတို့ကိုရွတ်ပွားပြမယ်အရဟံဘိအန္တဇေယံဒုက္ကတံအမိတံဝိရဇံလလိတံအတုလံသရဏန္တိဘဟုပသမံယမကံဒုက္ခတံတရဏံပနာမမိဇိနံအရဟံဘိအန္တဇေယံဒုက္ကတံအမိတံဝိရဇံလလိတံအတုလံသရဏန္တိဘဟုပသမံယမကံဒုက္ခတံတရဏံပနာမမိဇိနံအရဟံဘိအန္တဇေယံဒုက္ကတံအမိတံဝိရဇံလလိတံအတုလံသရဏန္တိဘဟုပသမံယမကံဒုက္ခတံတရဏံပနာမမိဇိနံဂါရတော်ကတော့ဒီလောက်ပါပဲမိတ်ဆွေတို့အမြဲတမ်းရွတ်ပွားမယ်ဆိုရင်ငွေကြီးအခက်အခဲတွေတိတိတတ်တာအဆင်ပြေလာတာကိုတွေးရပါလိမ့်မယ်ဗျာဒီဂါရတော်ကိုစာအုပ်ထဲမှာချရေးပြီးတော့နေ့စဉ်ရွတ်ပွားကြည့်ပါမိတ်ဆွေတို့ငွေကြီးအခက်အခဲတွေအားလုံးအဆင်ပြေကြပါစေဗျာ